နေရတော့ကောင်မလေးနဲ့အလိုက်ဆုံးတချင်းလေးကိုဆိုပြထားပါတယ်သရင်ရှင်နဲ့ကောင်မလေးဆိုကနဝင်ကြီးစားလို့တချင်းမျိုးနဲ့မှလိုက်တာကဘာမြေတခွင်ကိုမင်းရဲ့ဆက်နွယ်လေးလွှမ်းချုံထားတာလားတဲ့တချင်းကြော်ညာရဲ့လူနဲ့တူတယ်မောင်းတာနေတန်းသမီးပြလေးဟီလေးချိုးပြီးတော့စပင်းလေးတသက်ရဲ့လေးဖီးတာကျမရလာနေဒီနေ့ဒီနေ့ထူးခြားခြားလောက်တာဆိုလို့ကော်ဖာရာရုပ်ရှင်ကြည့်နေကော်ဖာရာအရင်မိုက်လူသက်တိုင်းကြီးပဲတော့မဟုတ်ပါဒါပေမဲ့တော်တော်မိုက်တယ်ကော်ဖာရာအရင်ကောင်းတယ်ပထမတစ်ပိုင်းမှကြည့်ရတယ်သုံးပိုင်းရှာပါဒီနေ့ညအပြီးကြည့်ပါစားလို့ပဲဆိုအစီအစဉ်မရှိစားလို့တော့လောက်မယ် assignment 3ခုပေးလိုက် assignment 3ခုမနေ့ပြန်ပြီးလောက်မယ်အဲ့လေပြောပြပါဒီလိုချင်းတခြားလေးနောက်ဆုံးမဲ့တော့အတကုံအော်ဘေးရခင်းနဲ့ထူလောင် online တော့တိတ်ပြီးနောက်ဆုံးလို့တိတ်ပြီးမကောင်းဘူးเนาะဒါပေမဲ့ပထမပိုင်းလေးကောင်းပါတယ်အဲကြောင့်တင်ပေးလိုက်တာတချင်းကတကယ်ပူတူနဲ့ရမ်းလိုက်တယ်ဒါဆိုရင်ရေးထားကောင်းမလေးအကြောင်းရေးထားတခြားလေးခံစားပြီးနောက်ဆုံးလိုက်ပါကျေးဇူးတင်ပါတယ်အစနီဆိုထားကနဝင်စီးတာမူရင်းဆိုရှင်မှာပါလားမသိဘူးမရမ်းမိုက်တယ်ကွာသူများဆိုမဲ့တီးပေးဆိုတာကိုနားထောင်ပြီးတော့ကြိုက်သွားကြော်လိုက်ရဲ့ရွှေမွန်ရဲ့အဲ့ဒီတချင်းဆိုမှရဲ့တီးပေးနဲ့ဆိုလိုက်တာဆိုကြည့်လိုက်တော့မိုက်တာပဲဆိုပြီးတော့ကြိုက်သွားဒီမှာဒီနေ့လောက်ပါပဲဒီနေ့မှကင်းစားဆိုရမှာအတန်တော့နာဝိုင်းအော်မရလား